အားလုံးပဲမင်္ဂလာပါကျွန်တော်နေ့ဆက်လက်၍ဖျားတခင်တို့ဘာသူများတို့ခွန်အားယူကြရအောင်ကျွန်တော်ဒီနေ့ပရှုမဲ့ကြမဲ့ကတော့ကဘာဦးကျမ်းအခန်းကြီး၈ဖြစ်ပါတယ်ဖျားတခင်ဒီနောအမဆာ၍အသက်ရှင်သမျှသောတတဝါနောအနဲ့အတူတင်ပေါ်ထင်း၌ရှိသောတရိစ္ဆာန်အပေါင်းတို့ကိုအောက်မေ့၍မြေကြီးပေါ်မှလေးလာစေတော်မူသည်ဖြင့်ရင်ရင်လေး၏နတ်နေရရေပေါက်ရည်တွင်းများမိုးကောင်းကင်မြို့ဝများကိုဆိုပေ၍မိုးကိုဆေးစေတော်မူ၏ရေဒီလည်းမြေပေါ်မှအစဉ်အတိုင်းစီးသွား၍အရက်150စေသောအခါယုံပြောလေ၏တသမလ19ရက်နေ့တွင်တင်ဘောသည်အရရတ်အမည်ရှိသောတောင်ပေါ်မှတင်လေ၏တသမလတိုင်အောင်ရေသည်အစဉ်မပြတ်ရုပ်လျော့၍ထိုလဆန်းတရက်နေ့တွင်တောင်ထိပ်တို့သည်ပေါ်ကြ၏ထိုမှအရက်40ကြာလီနောသည်တင်ဘောထင်း၌လုတ်ခဲ့သောပတင်ပေါကိုဖွင့်၍ကြီးအတကောင်ကိုလွတ်လေ၏ထိုကြီးအသည်မြေပေါ်မှရေမခမ်းမချောက်မီတိုင်အောင်တွာလာလျက်နေလေ၏တဖန်မြေမျက်နှာပေါ်မှရေကုန်းဒီမကုန်းဒီကိုတိချင်းငါကြိုးအတကောင်ကိုလွတ်ပြန်လေ၏မြေတပြင်လုံး၌ရေရှိသေးသောကြောင့်ကြိုးသည်ခြေဖြင့်နင်း၍အမောဖြေစရာကိုမတွေ့သဖြင့်နောအရှိရာတင်ပေါ်သို့ပြန်လာလေ၏နောအသည်လည်းလက်ကိုဆန်း၍ချိုးကိုကန်ယူပြီးလေမိမိနေရာတင်ပေါ်ထဲသို့တွင်းလေ၏တဖန်9ရက်နေပြီးမှထိုကျိုးကိုတင်ပေါ်ထဲကလွတ်ပြန်၏ညဦးအချိန်၌ကျိုးသည်နောဧထံသို့ပြန်လာ၍မိမိစိတ်ယူတော့တန်လွန်ရွက်ကိုမိမိနှုတ်သည်ဖြစ်ဆောင်ခဲ့သောကြောင့်မြေကြီးပေါ်မှရေကုန်ကြောင်းကိုနောအတည်လေ၏တပန်9ရက်နှင့်ပြီးမှထိုကျိုးကိုလွတ်ပြန်၏နောက်တပန်ကျိုးသည်မပြန်မလာလေ၏အနည်း600တခုပထမလဆန်းတရက်နေ့တွင်မြေကြီးပေါ်မှရေခမ်း6တရှိသောနောအသည်တင်ပေါ်မိုးကိုပေးဖြတ်၍ကြည့်ရှုသောအခါမြေမျက်နှာ6တွေ့မြေမျက်နှာတွေ့6ဆရှိသည်ကိုမြင်နေ၏ဒုတိယလ29ရက်နေ့တွင်မြေကြီးတွေ့6လေ၏ဘုရားသခင်ကလည်းတင်းဒီသားမယားချွေးမတို့နှင့်တကွာတင်မောထေကထွက်ဆင်းသောတင်ထံမှအသက်ရှင်သောတရိစ္ဆာန်ငှက်များသားများမြေပေါ်၌တွားတတ်သောတရိစ္ဆာန်များတို့သည်မြေပေါ်မှသားကိုမွေး၍အလွန်တိုးပွားများပြားမည်အကြောင်းထိုတရိစ္ဆာန်ရှိသည်များတို့ကိုကိုယ်နှင့်အတူထုတ်ဆောင်လောဟုနောဧကိုမိန့်တော်မူ၏ထိုအခါနောဧမဆာ၍သားမယားချွေးမတို့သည်ထွက်ဆင်းကြ၏သားများတွားတတ်သောတရိစ္ဆာန်များညက်များမြေပေါ်မှလှုပ်ရှားတတ်သည်များသောမျိုးမျိုးအပေါင်းတို့သည်လည်းတင်ပေါ်ထဲကထွက်ဆင်းကြ၏နောသည်လည်းထောင်ရဖျားကိုရစ်ပလင်ကိုတီးပြီးလျင်စင်ကြယ်သောသားစင်ကြယ်သောကျေသောညက်အမျိုးမျိုးထဲကယူ၍ရစ်ပလင်ပေါ်မှမိရှုသောရစ်ကိုပူဇော်လေ၏ထောင်ရဖျားသည်လည်းမွေးကြိုင်သောအနတ်ကိုခံယူ၍ငါသည်နောက်တစ်ဖန်လူတို့အတွက်မြေကြီးကိုမကျိအကြောင်းမူကားအကြံအစီဆိုးကြအကြောင်းမူကားလူတို့သည်ငယ်သောအရွယ်မှစ၍စိတ်နှလုံးအကြံအစီဆိုးကြ၏ငါသည်ဒီကုသခါပြုပြီးတဲ့ကဲ့သို့အသက်ရှင်သောအရာရှိသည်များတို့နောက်တဖန်တမခံမြေကြီးမကုန်မီတိုင်အောင်မျိုးစစ်ကြီးကြသောကာလအတိအနံကိုတင်ရသောကာလချမ်းသောကာလပူသောကာလຫນွေကာလဆောင်းကာလမပြတ်ရဟုမိန့်တော်ရှိ၏ဇာနာတော်ရောက်စီတိုင်းကိုဖျားရှင်